ဒီမောင်တော်မှာဖမ်းမိတဲ့သူရင်ထွန်းလားသူဆိုရင်တကယ့်ကိုသူ့ရဲ့တပည့်တွေကိုရက်ရက်ဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုကြိုက်မယ်လေသူတော့ကိုယ်လည်းအကြိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့ရှိပါတယ်ဒါပေမဲ့ तू ကကြမ်းပါရေးမကောင်းဘူးပဲतू ကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့သေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medicare နဲ့ကယ်ထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်ဆိုတော့ war criminal လို့ပြောလို့ရတဲ့စစ်ရာဇဝတ်ကောင်တယောက်ကခံစားချက်ပေါ့လက်နက်မချခင်တော့ဒီဘက်ကတစ်ဖက်ကသူတွေကို तू အသေးလက်တတ်ဖို့ဖြတ်ဖို့မိတ်နေပေးခဲ့တယ်သူလက်နက်ချပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်ဓာတ်ကဘယ်လိုပြောင်းလဲသွားလဲဆိုတာမြင်ရတာပေါ့နော်သူ့ထက်ကသူတွေနေ့စဉ်ဘုံကျဲဖို့ပြောနေတဲ့သူတွေ drone နဲ့ချဖို့ပြောနေတဲ့သူတွေဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လူမျိုးကအစတနေ့အဲ့လိုဖြစ်လာခဲ့ရင်သူတို့ဘယ်လိုခံစားရမလဲဆိုတာကျွန်တော်တို့ imagination လုပ်ကြည့်လို့ရတာပေါ့ဟုတ်တယ်ကြည့်လို့ရတယ်ဒီဘုံကျဲတဲ့စာတင်ကျောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်ဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက်တိမ့်မိရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ရဲ့နေရာနဲ့ထိမ့်သိမ့်ထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအိမ်ကြီးလုံခြုံရေးတွေကအစပေါ်လေသူတို့ပါသူတို့အစင်းစင်းအုပ်ချုပ်ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားစရာလည်းတိတ်များစားရှိတာမဟုတ်ဘူးညပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအစရန်သူရဲ့ကလေးတော့ကျွန်တော်တို့ ਨੇ အသေးလေးတတ်ထားတဲ့ရန်သူရဲ့ကလေးတွေတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ဖက်ကလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲသူတို့အကြောင်းဘယ်လိုထားရမလဲဘယ်လိုမနစ်နာအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့အမြဲတမ်းတိုင်ပင်ပြီးမှလှုပ်တဲ့တာကိုလှုပ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေးစားလိုက်တယ်ဟုတ်ကြောက်တော်မှာဘုံကျဲတဲ့ကိစ္စဟုတ်ကဲ့လွန်ခဲ့တဲ့2ရက်လောက်ကအဲ့ဒီဖြစ်စဉ်မတိုင်ခင်လွန်ခဲ့တဲ့2ရက်လောက်ကသူ့ရဲ့တက်တွေကစုပ်ပြတ်သွားအောင်ဖြစ်သွားတယ်ဗျူဟာလိုက်ကိုကွဲအလဲကွဲသူနာသွားတယ်အဲ့ဒီအချိန်မှာသူကဒီပြည်သူကိုပြစ်မှတ်ထားပြီးမှတိုက်ခိုက်ခဲ့တာဖြစ်ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အချိန်မှာခုနဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့တဲ့နိုင်ငံတကာနဲ့အနောက်နိုင်ငံတန်တမန်တွေရောအရှေ့နိုင်ငံတန်တမန်တွေရော UN ဆိုတဲ့အဖွဲ့အစည်းအစနှုတ်ပိတ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထဘူးဖြစ်နေတယ်အဲ့ဒီအကြောင်းနည်းနည်းရှင်းပါအောင်ပို့ပြီးတော့ elaborate လုပ်ပေးပါအောင်ဘာလို့သူအတန်မထွက်တာလဲသူအဲ့လိုမျိုးအတန်ထွက်လောက်အောင်အနေထားမရှိလို့ပေါ့ဗျာပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်သူတို့ကကျွန်တော်တို့ဒါမျိုးသူ့ရဲ့စိတ်သက်စစ်စင်ရဲ့အတွက်သူကထုတ်လာခဲ့ရင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအဆက်ကွဲအောင်မယ်ဒါလည်းအရင်လည်းဖြစ်ဘူးပါတယ်တဘောကဘုံတော့ဒါတစ်ချက်နောက်ရခိုင်စစ်မျက်နှာသူကတော့အနိုင်ပြကျင်တာမှာအခုထိမပြနိုင်သေးဘူးဖန်စီမိခဲ့တဲ့စစ်တုံးမှန်တွေအများပြရှိပါတယ်မိသားစုဝင်တွေလည်းရှိတယ်အဲ့ထက်မှာတက်မမှုတွေ viewer မှုတွေဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေလည်းပါဝင်တာရှိပါတယ်အဲ့ prisoner of war ပေါ့နော်ထားတဲ့ကိစ္စတွေသူတို့တွေစိတ်တဲ့အခြေအနေတွေသူတို့ရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဘာတွေလေ့လာထားတာရှိလဲဘာတွေသိထားတာရှိလဲဖန်စီထားတဲ့ဒီစစ်သုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလေသူကမလွဲတာလို့အတက်မသေးအောင်လက်မြောက်တဲ့သဘောပါပဲဒီဖက်မှာကျွန်တော်တို့ဖန်စီထားတဲ့ဗိုလ်ချုပ်တွေဆိုရင်လုံးဝသူကကြည်ဆန်ကုန်တော့လို့သူကအဲ့ဒီအချိန်မှာ105မီလီမီတာဟောက်ဝေဇာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှဒီပြာကြအောင်ချတော့တဲ့လူတွေပါပဲဆိုတော့